ကဲဒီနေ့ကတော့ Sunday ဆိုတော့ကျမဟာလဝါထိုးပါတယ်ဒါကတော့ကျမထိုးပြီးသွားတဲ့ဟာလဝါလေးပေါ့နော်အခုကတော့ဒါဆန်မုံတစ်ခွက်ဆန်မုံစံကျင်ခွက်တစ်ခွက်ကဲကောင်းညင်းမုံစံကျင်ခွက်3ခွက်ပြီးလို့ရှိရင်တူသေးဘူးပေါ့နော်ဒီထညက်ကလေးအယောင်လောက်ပေါ့နော်နည်းနည်းရဲ့တကြားရဲ့အုံနုရဲ့ကိုကျမရေလေးနဲ့ပေါ့နော်နည်းနည်းကြဲကြဲလေးဖြော်ထားပြီးတော့တနားရီလောက်နှက်ထားတယ်ပေါ့ရှင်အခုဒါကျမကြိုပါတော့မယ်အရင်ဆုံးပေါ့နော်သူ့ကိုကောင်းညင်းမုံနေဆန်မုံနေနို့အုံနုပေါ့နော်အုံနုတွေပါတွေပေါ့နော်အကုန်လုံးကိုသူကမှွေပြီးတော့အကြီးကြဲကြဲလေးစွန်းနာလို့ထားတာပေါ့နော်ဒါတော့ကျမဘိန်းစီလှော်ထားတာပါဒါကတော့ထော့ဘက်ပေါ့နော်ထော့ဘက်ထည့်ထားတာပေါ့နော်အမှန်တော့ကျမထည့်တဲ့ထော့ဘက်ကအရင်နေပါတယ်ကျမထော့ဘက်ကမာနေရပြတဲ့အတွက်ကျမချစ်ကတာသူ့ကိုဖယ်ယူရတာနည်းနည်းခက်တဲ့အတွက်ကျမနည်းနည်းပဲတုံးလိုက်ပါတယ်ဒီထဲမှာအုံနုပါတယ်ပေါ့နော်အုံနုရဲ့တကြားရဲ့ပြီးတော့ထညက်အညူပေါ့နော်ထညက်အညူအယောင်ရအောင်လို့ဆိုပြီးတော့ကျမထညက်အညူလေးနဲ့အညူလေးပေါ့နော်နည်းနည်းကြိုပြီးတော့ကျမအဲ့စောနာတော့ကဖြော်ထားတဲ့မုံနှစ်ပေါ့နော်ဒီမုံနှစ်ကိုကျမဖြော်ပြီးတနားရီလောက်ထားလိုက်ပါတယ်ဒါအခုကတော့ဒါကျမဟာလဝါကြိုတာပဲဖြစ်ပါတယ်မီးကတော့ကျမမီးအေးလေးနဲ့ကြိုတယ်အဓိကတော့ဟာလဝါကြိုလို့ရှိရင်တော့သူ့မကတ်တဲ့အိုးပေါ့နော်စီဝနေတဲ့အိုးမကတ်တဲ့အိုးနဲ့ပေါ့နော်ကြိုရတာပေါ့နော်ကျမကြိုတာတော့အရင်မြတ်နေချင်းဒီအနေထားတော့ကြိုရတာလက်ကမညောင်းသေးဘူးပေါ့နော်ဘာလို့ဆိုတော့သူကအရေးလေးနည်းနည်းပြစ်ကာစားဆိုတော့အဆင်ပြေတယ်မိရတာဒီအနေလေးနဲ့ပဲကျမကြိုတာပေါ့နော်ကျမကြိုတာဒီအနေလေးနဲ့ပဲကြိုတာပေါ့နော်ဒါကတော့အိမ်မှာဟာလဝါစားခြင်းလို့ဆိုပြီးတော့စားခြင်းတာတော့ပသိမ်ဟာလဝါပေါ့ရှင်ဒါပေမဲ့ပသိမ်ဟာလဝါကမြန်မာဆိုင်နေမျိုးတွေသွားမှာပဲဒါပေမဲ့ဒီမှာဝယ်စားရင်တော့မလက်ဘူးလေနော်လက်စစားမှာမဟုတ်တော့ကျမကိုယ့်ဘာသာကိုပဲကြိုပါတယ်ဒီအနေထားရအောင်တော့ကျမကြိုရတာအခက်ဆုံးပါပဲကြည့်ပါဦးဘလိုတွေတောင်ဖြစ်နေဒါကျမကြိုတာအစင်မပြေဘူးပေါ့နော်အစင်မပြေဘူးဆိုတာကကျမလက်ကမကင်တက်ဘူးပေါ့နော်မုတ်ကြိုတယ်ဒီလိုအနေထားမှာမကင်တက်တော့ကျမအဲ့တော့ရောင်းမစောနာတော့ရာဘာရောင်းမလေးရယ်ဆီလီကွန်ရောင်းမလေးရယ်တသားရောင်းမရယ်နှစ်ခုနဲ့ကျမကြိုတယ်ပေါ့ရှင်စောနာတော့ဒါအခုတမဗီဒီယိုရိုက်ပြတဲ့အတွက်ကျမလက်တစ်ဖက်ပဲအားလို့လက်တစ်ဖက်ကြိုတာပေါ့နော်ဒီကအနေထားမှာကျမမကြိုတက်တော့ပါဘူးဒါပေမဲ့သူ့ကိုမုတ်သားနှက်အောင်ဆိုပြီးတော့ပေါ့နော်ကျမရောင်းမနှစ်ချောင်းနဲ့ပေါ့နော်အမှန်ဆိုတော့ရောင်းမနှစ်ချောင်းနဲ့တစ်ချောင်းကဖယ်လိုက်တစ်ချောင်းကထိုးလိုက်လုပ်တယ်ပေါ့နော်ပြီးတော့ကျမစီထည့်ပါတယ်စောနာအနေထားပြက်ကလေးအနေထားမှာလည်းစီထည့်ရတယ်ပေါ့ရှင်ဒါကတော့ကျမနှစ်ချောင်းနဲ့ကြိုနေတာကိုကျမအမျိုးသားလာရိုက်ပေးတာပေါ့ရှင်ဒါကတော့ဒီအနေထားဆိုရင်တော့ရကန်နီးပေါ့နော်ဒါပေမဲ့မရသေးဘူးပေါ့ရှင်မရသေးဘူးအဲ့အနေထားမှာကျမတိုင်နေပတ်နေပါတယ်အရန်နေခက်ခဲနေတယ်ပေါ့ရှင်ကြိုရတာလဲဒီအနေထားမှာမုတ်သားဟိုကတ်ချင်းဒီကတ်ချင်းပြီးတော့နလည်းမနဲ့သေးဘူးပေါ့နော်ရလည်းမရသေးဘူးပေါ့နော်ဒါပေမဲ့ကျမစိတ်ရှည်နဲ့ပဲမီးအေးလေးနဲ့ပဲကြိုရတာပေါ့ရှင်အိုးကတ်မယ်ထင်တာတို့စီနေတဲ့ထင်တယ်ဆိုအဲ့အချိန်မှာစီလေးထက်တယ်ပေါ့ရှင်အစောနာကျမဘိန်းစီထည့်လိုက်တယ်ပေါ့ရှင်ကဲအခုဆိုရင်တော့ကျမရဲ့စိတ်ရှည်လက်ရှည်ကြိုလိုက်တဲ့ဟာလဝါလေးရပါပြီအရန်စားလို့ကောင်းပါတယ်မိမိဘာသာကြိုတဲ့အခါမှာကျတော့စီယိုလည်းအများကြီးမသုံးကျင်လည်းနည်းနည်းရှော့ထည့်လို့ရတယ်နောက်ပြီးတော့အချိုပေါ့နော်အချိုကကိုကအချိုအရန်မကြိုက်ဘူးဆိုရင်ဒီတကြားတို့ထညက်တို့ကိုနည်းနည်းလေးရှော့ထည့်ပြီးတော့အုံနုကြိုက်တယ်ဆိုလို့ရှိရင်တော့အုံနုလေးပို့ထည့်ပေါ့နော်အချိုအများကြီးကြိုက်တယ်ဆိုတဲ့လူကလည်းအချိုပို့ထည့်လို့ရတယ်ပေါ့နော်ကိုယ့်ဘာသာကိုကြိုးတယ်ဆိုလို့ရှိရင်တော့ကိုစားချင်တဲ့အရာသာကိုကိုယ့်ဘာသာကိုထည့်ပြီးတော့ကြိုက်တယ်လို့စားလို့ရပါတယ်အားလုံးပဲဘိုင်ဘိုင်